စိတ်ထားမဖြောင့်မတ်တဲ့သူတွေအစိုးမြင်ဝါဒရှိတဲ့သူတွေဟာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားတွေပေးဘလောက်ပေးမရကြဘူးအဲ့ဒီသူတွေကိုမေတ္တာပေးလေသူကရံပြုတ်ရင်ပြန်ပြုတ်တာအဲ့ဒီသူတွေကိုကိုချင်းစာတရားပေးလေသူကကိုယ့်ကိုပြန်မငဲ့ဘူးကိုယ့်ကိုတော့ဘဝပြတ်အောင်လုပ်တာလောကမှာအပေးနဲ့အယူဆိုတာရှိတယ်ပေးတဲ့သူတွေပေးနေကြသလိုယူတဲ့သူတွေလည်းယူနေကြတယ်ဒါပေမဲ့ပေးကပေးမရတဲ့လူမျိုးတွေရှိတယ်ဆရာသမားတွေသွန်သင်ဆုံးမတတ်တဲ့သူတွေကဒီလိုကြင်ကြံပွားများရင်တတ္ထာတရားကိုရတယ်လို့ပြောပြီးတော့အဲ့ဒီလိုလုပ်ဒါဆိုရင်တတ္ထာရမယ်ဒီနည်းလမ်းကိုကျင့်နည်းလမ်းပေးတယ်မယူဘူးပေးပေမဲ့မရသွားကြဘူးတည်တဲ့ဒီလည်းရမသွားကြဘူးကျင့်ညာစင်ကြင်တုံတရားကိုသင်ပေးတယ်အမျိုးမျိုးဆုံးမပေးတယ်ကိုယ်နဲ့အတူနေတော့လောကကြီးကိုလည်းဒီလိုရှုမြင်တတ်ရတယ်လောကကြီးမှာအမောင်ချမ်းတွေလည်းရှိတယ်အလင်းချမ်းတွေလည်းရှိတယ်လောကကြီးမှာဖြူစင်မှုတွေလည်းရှိတယ်ယုံမှမှုတွေလည်းရှိတယ်ဘလောက်ပြမမြင်ဘူးဉာဏ်ပညာတွေပေးပေမဲ့လည်းပေးတိုင်းလည်းမရဘူးမေတ္တာတရားနဲ့ပတ်သက်လို့မိမိရင်ကဖြစ်တဲ့တယောက်တည်းသောသားကိုစောင့်ရှောက်တယ်လို့မျိုးတလောကလုံးကိုစောင့်ရှောက်ရမယ်ဘလောက်ပဲကျင့်ပြဘလောက်ပဲသင်ပြကိုသားမှာကိုသားပဲကိုသားလွယ်ကြံတဲ့လူရဲ့သားသမီးဒုက္ခရောက်တာရောက်ပါစေဆိုတဲ့စိတ်မျိုးမေတ္တာရှိလာအောင်သွန်သင်ပေးလေမေတ္တာတရားပေးလေမရကြဘူးပေးတော်လည်းမရတဲ့အရာတွေဟာအဲ့ဒီနက်နဲသောတရားတွေပဲအဲ့ဒီမှာလူအချင်းချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာမေတ္တာပေးတယ်တစ်ဖက်သူကလောဘသားဖြစ်တယ်အဲ့ဒီမေတ္တာကိုတစ်ဖက်သူကမခံယူဘူးစေတနာထားတယ်အဲ့စေတနာကိုတစ်ဖက်သားကအတ္တသားဖြစ်နေတဲ့အခါစေတနာမှနားမလဲစေတနာကိုတန်ဖိုးမထားဘူးကိုကမေတ္တာပေးပေမဲ့အဲ့မေတ္တာတစ်ဖက်သူမရကိုကစေတနာပေးပေမဲ့တစ်ဖက်သူကအဲ့စေတနာကိုမရသူ့ဘောမှာဆရာလာလုပ်တယ်လို့ဒီလိုထင်တာသူ့ဘဝကိုဝင်ရောက်ဆွတ်ဖတ်တယ်လို့ဒီလိုထင်တာအဲ့တော့စိတ်ထားမဖြောင့်မတ်တဲ့သူတွေအစိုးမြင်ဝါဒရှိတဲ့သူတွေဟာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားတွေပေးဘလောက်ပေးမရကြဘူးအဲ့ဒီသူတွေကိုမေတ္တာပေးလေသူကရံပြုတ်ရင်ပြန်ပြုတ်တာအဲ့ဒီသူတွေကိုကိုချင်းစာတရားပေးလေသူကကိုယ့်ကိုပြန်မငဲ့ဘူးကိုယ့်ကိုတော့ဘဝပြတ်အောင်လုပ်တာသူတို့ဘောမှာကိုကမုဒိတာဘွားပေးပေမဲ့သူကကိုယ့်အပေါ်ကြတော့မုဒိတာမပွားဘူးကိုယ့်ကြ